သွားပြီဒီတော့ပွဲထိုးမှလားလောက်မယ်လောက်မှလားတော့မသိတော့ဘူးနော်ကဲထိုင်ရတော့ကန်ပါလေဘာလဲပြန်ကန်တယ်နေမီဘူးတရေပူလို့ဆိုတော့တခြားရည်ကြည့်ပြီးဆိုတော့ဒါနိုင်ဖို့ခွင့်ရလေပန်နိုင်ဖို့ခွင့်ရများအများကြီးရှိတယ်ပေါ့နော်ကဲဒီကြလေးလောက်ပါဒါတော့ဘာမှမပြောချင်ဘူး